idea ပေါ့နော် information နဲ့ idea domain လို့ပြောတဲ့အတိုင်းပဲ main idea ဒီဘာကိုချေလို့ရှာရမှာလဲ information idea လို့ပြောတဲ့အတိုင်းပဲ what the text says နော် text ကဘာပြောလဲဆိုတဲ့ message ကိုရှာရတာဖြစ်ပါတယ်ဒါဆိုတော့ဘာရေးထားတာလဲဘာဘယ်လိုအဖြေရွေးမလဲပေါ့နော်ဘာရေးထားလို့ဒီအဖြေရွေးလိုက်တယ် information based နဲ့ like ပါတယ် evidence direct evidence ကိုပဲကျွန်တော် directly absorb လုပ်ပုံမှာအဖြေတွေ complete လုပ်ပါတယ်ဆိုတော့ test ဘာပြောလဲ question stem the main idea means main focus of the text or summary of the text လို့ပြောလို့ရတယ် okay ဒီလိုမျိုး paragraph မျိုးမှာဆိုရင်ကျွန်တော် main idea ဘယ်လိုသိနိုင်မလဲเนาะခုကျွန်တော်ဒီမှာ screen မှာ share ထားတဲ့ passage အရာကြည့်ကြည့်အောင်ဘယ်မှာ main idea မြင်ရမလဲပေါ့เนาะ whole text ကိုတော့ဖတ်ရမယ် main idea လို့ပြောတာဖြစ်တဲ့ကြောင့်အစအဆုံးဖတ်ရမယ်ဒီထဲကမှဘယ်ဟာဒီ main information လဲเนาะဆိုစကြည့်အောင်ပထမဆုံးအကြောင်းမှာ file photography ဒီ has numerous application stage ရှိတဲ့ကြောင်းဒါဆိုတော့ you can know many pathways တွေအများကြီးပေါ့ file photography နဲ့ပတ်သက်တဲ့လမ်းကြောင်းတွေလုပ်ဝင်လို့ရတဲ့လမ်းကြောင်းတွေနေရာတွေအများကြီးပဲသူပြောတဲ့ safety မှာဝင်မှာလား criminal investigation မှာဝင်မှာလား numerous applications လုပ်လို့ရတယ် and then fire photographers can also work with fire departments directly so it's also this sentence also shows us another pathway right fire department ကို directly လုပ်နိုင်တယ်ဆိုတဲ့အကြောင်းပြောတယ်ဆိုတော့ numerous applications တွေကတစ်ခုဖြစ်တဲ့ department fire department မှာလည်း direct ဝင်လုပ်လို့ရနိုင်ပါတယ်ဆိုတော့ဒီနှစ်ကြောင်းလုံးဒီဒါ apply လုပ်လို့ရတဲ့လမ်းကြောင်းတွေများတဲ့ဟာကိုပဲပေးတယ်လို့ယူဆနိုင်တယ် right ဒီထိက new information အဲ့ဒီမလုပ်သေးဘူးလို့ယူဆနိုင်ပါတယ်နောက်တစ်ကြောင်းကြည့်အောင် despite ဒီမှာသူကအငင်းလေးနဲ့ပေါ့နော်ဒီလိုမျိုး numerous job prospects given by the previous two sentence ကပေးတဲ့ message ကိုဒီရဲ့ phrase လေးနဲ့သူကပါလဲ summarize လုပ်လိုက်တယ်ဒီလိုလမ်းကြောင်းတွေများစွာသော job prospects ရှိပေမဲ့လေ all fire photographers တွေဘာကြောင့်ဆက်လာပြီလဲ edit no information about they must first and foremost undergo rigorous safety training so this one is လုပ်ငန်းခွင်တွေတော့ဝင်စရာအများကြီးရှိတယ်လမ်းကြောင်းတွေအလုပ်ကိုင်လမ်းကြောင်းများတယ် safety training အရင်ယူရမယ်အကြောင်းကိုပြောပါတယ်ဆိုတော့ main message တစ်ပိုင်းလုံးဖတ်တယ်၃ကြောင်းလုံးမှာ main message ဘယ်ရနိုင်လဲရှင်းတဲ့ကြောင်းကိုနောက်ဆုံးတစ်ကြောင်းက phrase ကနေ summarize လုပ်ပြီး new information safety training ယူရပါမယ်ဆိုတဲ့ last sentence ဒီ it gives you the summary of the text or the main idea of the text ကိုပေးပါလိမ့်မယ် okay ဘာလို့လဲကျွန်တော် SAT ဒီ evidence based ဖြစ်ပါတယ် so evidence gives no they give you their evidence in the last sentence to provide the main idea of the text so you can check your options to select the correct answer so let's start A advanced cameras can you see in the text did they talk about the cameras no right to the pathways the applications the pathways တွေပဲပြောတာဖြစ်တယ် applications တွေပဲပြောတာဖြစ်တယ် cameras အကြောင်းမပြောဘူး but to the photography ဆိုတော့ camera တော့ context တွေ relate ဖြစ်တယ်เนาะဒါဒီ maybe outside reasoning ရမှန်ကောင်းမှန်နိုင်မယ်ဒါဒီလို situation ที่ advance ဖြစ်ကောင်းဖြစ်နိုင်မယ် test supporter မဖြစ်ဘူး distractor ပါ okay B numerous possible career paths although လို့ပြောထားပါတယ် despite although okay ဒါလေးတွေဒီကျွန်တော်ပို့ပြီး confirm လုပ်လို့ရတဲ့เนาะသူရဲ့ဒီ idea လေးတွေကို indicate လုပ်တဲ့စကားလုံးလေး right ဆိုတော့ numerous ဆိုတဲ့အတိုင်းပဲလုပ်ငန်းခွင် career paths တွေအများကြီးရှိပေမဲ့လေ they five photographers တွေက must prioritize safety ဆိုတဲ့အတိုင်းပဲ rigorous safety training ဆိုတော့ဒီမှာသူအတိအကျနီးကိုပြန်ပြီးတော့မှ reflect လုပ်ထားပါတယ်ဘာကိုလဲ last sentence of the text ကိုအတိအကျနော်လမ်းကြောင်းတွေလုပ်ငန်းခွင် parts တွေအများကြီးရှိတယ်ဒါပေမဲ့ safety training အရေးကြီးတယ်လို့ပြောပါတယ်နော်ဆိုတော့ယူရမယ်လို့ပြောတဲ့အတွက်ကြောင့်ဒါဒီ final sentence ကနေပေးတဲ့ message နဲ့ exactly the same လို့ပြောနိုင်ပါတယ် different style လေးပဲနည်းနည်းပြောင်းသွားတယ်နော် present လုပ်တဲ့ style လေးပဲပြောင်းသွားတယ် bringing the same message so don't forget to check all the options နော် all the options တွေကို check လုပ်ဖို့မမေ့ပါနဲ့ဘာလို့လဲကိုရဲ့နော် analyze လုပ်ထားတဲ့အပိုင်းဒီ maybe ဒါပို့ပြီးတော့မှကိုရဲ့ answer ဒီ confirm လုပ်နိုင်ပါတယ် how about C there are many possible career paths ဒီထိဒီကျတော့ညင်းစရာမရှိဘူး final sentence မှာလည်းပြောတယ် first sentence second sentence လည်းပြောတယ်ဒါပေမဲ့ how about the second part of
third option မှာ most fire photographers prefer working directly with fire department လို့ပြောရတဲ့ကြောင့် this one is prefer အဓိကဒိုးတွေကိုဒိုးတွေ analyze လုပ်ရမှာ right or wrong ဒီ descriptive words verb တွေပါကြည့်ပါเนาะ verb တွေဒီ prefer ဖြစ်သလား photographers တွေဒီ fire department ကို direct လုပ်ဖို့ပို့သဘောကျတာရှိသလားဆိုတော့သူကလုပ်လို့ရနိုင်တယ်လို့ပဲပြောတာဖြစ်တယ် they didn't mention about their fire photographers prefer to do เนาะ wish and wish ပေါ့เนาะဒါဒီဘယ်နေရာနဲ့ဘယ်နေရာတွေကိုလုပ်ဖို့ပို့သဘောကျတယ်လို့သူပြောခြင်းမရှိပါဘူးဒါကြောင့်မလို့ prefer ဆိုတဲ့စကားလုံးကိုကိုစားမပြုပါဘူးစာပိုက်ကမပေးထားပါဘူးเนาะ go to file ဖြစ်တယ် and D fire photographers တွေကို charge လုပ်တဲ့အကြောင်း documentary fires for a century မှာ document လုပ်လို့เนาะ fire photographers တွေကို charge လုပ်တဲ့အကြောင်းပြောသလားဆိုရင် no ပါเนาะ test ထဲမှာလုံးဝဒီအကြောင်းနဲ့ပတ်သက်ပြီးဖော်ပြထားခြင်းမရှိပါဘူး so your answer B is correct answer ဖြစ်ပါမယ် confirm ဖြစ်သွားပါပြီเนาะဆိုတော့ကျန်တဲ့ A C D ဒီလဲ test နဲ့ test support မဖြစ်ဘူးလို့ပြောလို့ရတယ်ဒါဆိုရင် clear ဖြစ်မယ်လို့လည်းယူဆ